အဆုံးမရှိသလိုကျေပြန့်တဲ့တဲကန်နာယာကြီးထဲမှာတော့ဝမ်ပလွေတအုပ်ဟာအရှိန်ပြင်းပြင်းနဲ့ပြေးလွှားနေကြပြီးသူတို့ရဲ့မျက်လုံးတွေကအမှောင်ထုကိုဖောက်ထွင်းနေတယ်လို့တောက်ပနေပါတယ်သူတို့အားလုံးဟာမကြခင်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတော့မယ်ဆိုတာကိုကြိုသိနေကြတယ်လို့ပါပဲအဲ့ဒီအချိန်မှာဂျီမျိုးနွယ်စုရွာလေးတွေကတဲအိမ်ငယ်တစ်လုံးအတွင်းမှာတော့အမျိုးသမီးတစ်ယောက်ဟာကလေးမွေးဖွားဖို့နောက်ဆုံးအချိန်ကိုနာကျင်စွာရင်ဆိုင်နေပါတယ်တားဖွားဆရာမအိုကြီးကအစွမ်းကုန်ကူညီပေးနေပြီးအပြင်ဘက်မှာတော့ခင်မုန်းဖြစ်သူဂီဝါရှိဟာစိုးရင်ပူပန်စွာဟိုလက်ဒီလက်လုံရင်းဇနီးနဲ့ကလေးနှစ်ယောက်စလုံးဘေးကင်းဖို့သာဆူတောင်းနေခဲ့ပါတယ်ဝင်းပလွေတအုပ်ဟာပြေးလွှားနေရင်6ကန်းပါဆုံးမှာရက်ပြီးတခြားနေရာကိုစိုက်ကြည့်နေကြပါတယ်အဝေးတနေရာမှာတော့အပြာရောင်အလင်းတန်းတွေထွန်းလင်းနေတဲ့အမှတ်သားတွေနဲ့ဝင်းပလွေဖြူကြီးတစ်ကောင်ဟာခေါင်းမော်ပြီးကြောချမ်းစရာဦးတန်းရှိကြီးကိုထုတ်ဖော်လိုက်ပါတယ်တိတ်မကြခင်မှာပဲကြံတဲ့ဝင်းပလွေတွေကလည်းအတူတူလိုက်ဦးလာကြပြီးကဘာကြီးကိုပြောင်းလဲပြစ်မဲ့သူတယောက်မွေးဖွားလာတာကိုကြိုဆိုနေကြတယ်လို့ခံစားရစေပါတယ်ရုတ်တရက်ဆိုသလိုကောင်းကင်ကြီးကအကွဲသွားပြီးအေယာမလေဝဲကြီးတစ်ခုပေါ်လာပါတယ်သွေးနီရောင်မိုးကြိုးတွေကနေရာအနှံ့ကိုစက်တိုက်ပစ်ချလိုက်တာကြောင့်မြေကြီးတစ်ခုလုံးတုန်ခါသွားတဲ့အထိဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ကလေးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကလေးရဲ့ပထမဆုံးငိုတန်းထွက်လာတဲ့အခိုက်အတန့်မှာပဲကောင်းကင်တစ်ခုလုံးဟာရုတ်တရက်ပြောင်းလဲသွားပါတယ်။လက်မင်းကြီးဟာသွေးရောင်ရဲရဲနီလာပြီးအနက်ရောင်တိမ်တိုက်တွေကလေထုတစ်ခုလုံးကိုဖုံးလွှမ်းလာတဲ့ထောင်ပေါင်းများစွာသောလင်းတို့တွေကလည်းကောင်းကင်ဘုံကိုတပြိုင်နက်တည်းပြန်တက်လာကြပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့တားဖွားဆရာမအိုကြီးဟာထိတ်လန့်တုန်လှုပ်သွားပြီးအခုမွေးလာတဲ့ကလေးဟာမကောင်းဆိုးဝါးတစ်ကောင်ဒီကပ်ပေးတွေအားလုံးရဲ့အကြောင်းရင်းလို့ယုံကြည်သွားပါတယ်။ဒါကြောင့်နောက်ကိုယ်တောင်ပြန်မကြည့်တော့ပဲထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့အချိန်ဟာ18နှစ်အတွင်းကုန်ဆုံးသွားခဲ့ပါတယ်ရွာနဲ့အလှမ်းဝေးတဲ့ရိုင်းဆိုင်လာတဲ့တောနက်ကြီးထဲမှာ Rinhorn Flame Rhino လို့ခေါ်တဲ့အေယာမကြံကြီးတစ်ကောင်ဟာမြစ်ကမ်းနားမှာရေတောက်နေပါတယ်သူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုကြောက်သားလိုမာကျောတဲ့အခွန်ကြီးကဖုံးအုပ်ထားပြီးအကြောင်းတွေကြားကနေချော်ရည်လိုနီးရဲနေတဲ့အလင်းတွေထွက်ပေါ်နေပါတယ်နဖူးပေါ်ကအနီရောင်ဥချိုကြီးကတော့အလင်းရောင်တောက်ပနေပါတယ်အဲ့ဒီအနီးမှာ Jules ဆိုတဲ့လူငယ်တစ်ယောက်ဟာကြံကြီးကိုတိတ်တဆိတ်စောင့်ကြည့်နေပါတယ်သူဒီကိုရောက်လာတာဟာကြော်ကြားခြင်းလို့မဟုတ်ပါဘူးနှစ်ပေါင်းများစွာဖျားနာနေတဲ့သူ့အမေကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောဆေးကဒီကြံရဲ့ဥချိုပဲဆိုတဲ့တန်တာကြီးကိုယုံကြည်လို့ဖြစ်ပါတယ်ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ Jules ဟာသူ့ရဲ့ပစိန်ကြီးကိုတင်းတင်းဆုပ်ကင်ပြီးကြံကြီးစီကိုဓာတ်ရိုက်ပြေးဝင်သွားပါတယ်တိုက်ပွဲဆတာနဲ့အခြေအနေကအရန်ပြင်းထန်သွားပါတယ်ကြံကြီးကအပြင်းပြင်းနဲ့ဝင်တိုက်တယ်လို့မိတောက်တွေကိုလည်းအဆက်မပြတ်မှုတ်ထုတ်နေပါတယ်ဒါပေမဲ့ဆူဝေးကတော့အလွန်လင်းမြန်တဲ့လှုပ်ရှားမှုတွေနဲ့တိုက်ခိုက်မှုတိုင်းကိုရှောင်တိန်နိုင်ခဲ့ပါတယ်အခွင့်အရေးရတာနဲ့ကြံရဲ့ကြောပေါ်ကိုခုန်တက်ပြီးပစိန်နဲ့အကြိမ်ကြိမ်ထိုးနှက်ပါတော့တယ်အချိန်တော်ကြာတိုက်ခိုက်ပြီးနောက်မှာတော့ရှူဝေးဟာအခွင့်ကောင်းတစ်ခုကိုတွေ့သွားပါတယ်သူ့ရဲ့ပစိန်ကိုအချိန်ကိုက်ပစ်လွတ်လိုက်တာကြောင့်ကြံကြီးဟာဟန်ချက်ပြက်ပြီးလဲကျသွားပါတယ်အဲ့ဒီခိုက်တန့်ကိုအမိရအတုံးချပြီးရှူဝေးဟာကြံရဲ့အနီရောင်ဥချိုကိုဖျက်ယူနိုင်ခဲ့ပါတယ်အောင်မြင်သွားပြီလို့ထင်လိုက်တဲ့အချိန်မှာပဲပိုကြောက်စရာကောင်းတဲ့အန္တရာယ်တစ်ခုကကောင်းကင်ဘော်ကနေဆင်းသက်လာပါတယ်အတောင်ပံအနက်ရောင်နဲ့ခရမ်းရောင်မွေတွေဖုံးလွှမ်းနေတဲ့ Black Feather ဒီကုတ်ကြီးဟာမီးစွမ်းအားကိုအသုံးပြုပြီးဒဏ်ရာရနေတဲ့ကြံကြီးကိုခဏအတွင်းတက်ပစ်လိုက်ပါတယ်ပြီးတာနဲ့သူ့ရဲ့ဆူရှားတဲ့မျက်လုံးတွေကဖြူဝဲကိုစိုက်ကြည့်လာပါတော့တယ်အင်အားကုန်ခန်းနေတဲ့ဖြူဝဲဟာအခုတော့လင်းယုံကြီးရဲ့နောက်ထပ်သားကောင်ဖြစ်လာခဲ့ပါပြီအသက်တေမတက်တိုက်ပွဲအသစ်တစ်ခုစတင်တော့မဲ့အချိန်မှာပဲကောင်းကင်ကြီးဟာနောက်တစ်ကြိမ်ပြောင်းလဲသွားပါတယ်ဇူလိုက်မွေးဖွားခဲ့တဲ့ညမှာပေါ်လာခဲ့တဲ့လေဝဲကြီးဟာတဖန်ပြန်ပေါ်လာပြီးသွေးနီရောင်မိုးကြိုးတွေကိုအဆက်မပြတ်ပစ်ချပါတော့တဲ့ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးသွားပြီးစစ်မြေပြင်တစ်ခုလုံးလည်းအုပ်အော်တောင်းနှင်းဖြစ်သွားပါတယ်အန်အောစရာကောင်းတာကဂျူလီဟာဒီကပ်ပေးကြီးတဲကနေအသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့ပါတယ်ရရှိလာတဲ့အဖိုးတန်ဥချိုကိုယူပြီးသူဟာဖြူမျိုးနွယ်စုရွာကိုပြန်လာခဲ့ပါတယ်အိမ်မှာတော့ဖခင်ဖြစ်သူကအိယာထဲလဲနေတဲ့မိခင်ကိုစောင့်ရှောက်ပေးနေစေပါဆူလေးဟာဝမ်တာအားရနဲ့ဥချိုကိုထုတ်ပြပြီးဒီဆေးနဲ့ဆိုရင်3ရက်အတွင်းအမေရဲ့ယောဂပျောက်ကင်းသွားမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့သူ့သားဟာ Great Wilderness Forbidden Land လို့အနေအများဆုံးနေရာကိုတွားခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါကြောက်လန့်သွားခဲ့ပါတယ်ဖခင်ဖြစ်သူကတော့သားလေးအသက်ရှင်ပြီးပြန်လာတာကိုပဲကျေးဇူးတင်နေခဲ့ပါတယ်မိသားစုပြန်လဲဆုံတွေ့တဲ့အချိန်လေးဟာကြကြမခံလိုက်ပါဘူးအပြင်ဘက်ကစူညံတန်တွေရုတ်တရက်ထွက်ပေါ်လာပါတယ်ရွာသူရွာသားတွေဟာဘက်လက်ချက်ဦးဆောင်ပြီးဆူလိုက်ရဲ့အိမ်ကိုဝိုင်းရံထားကြပါတယ်လက်ထဲမှာလေယာသုံးကရိယာတွေကိုကင်ဆောင်ထားပြီးဆူလိုက်ကိုအပြင်ထွက်လာဖို့အော်ဟစ်တောင်းဆိုနေကြပါတယ်သူတို့ရဲ့အမြင်မှာဂျိုလီဟာသူ့ရဲ့ကောင်းတယောက်မဟုတ်ပါဘူးသူဟာမကောင်းဆိုးဝါးတစ်ကောင်ပဲဖြစ်ပါတယ်မွေးဖွားလာကလေးကလိုက်လံဖြစ်စီးနေတဲ့ကံကြမ္မာဆိုးနဲ့အတူအခုတော့ဖြိုးဝဲဟာသူကာကွယ်ပေးခြင်းခဲ့တဲ့ရွာသားတွေရဲ့မုန်းတီးမှုနဲ့အကြောက်တရားကိုပါရင်ဆိုင်ရတော့မှာဖြစ်ပါတယ်